မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ AA နှင့်စစ်တပ်တို့ကြောက်ဖြူမှာ2ရက်ဆက်တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြောက်ဖြူမှာစစ်ကြောင်းထိုးလာတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့အာရက္ခတပ်တော် AA တို့အကြား2ရက်ဆက်တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားပြီးဖျို့ဖျဲနဲ့ပြန်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်ကြောက်ဖြူကငတိုင်းချောင်းရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကို AA ကပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်2ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်စစ်ကြောင်းတောက်မခံနိုင်တော့ပဲဖျို့ဖျဲဖြစ်ပြီးပြန်ဆုတ်သွားတာလို့သိရပါတယ်။ကြောက်ဖြူဘက်ကတော့စစ်တပ်ကစစ်ကြောင်းထိုးလိုက် AA ကပိတ်ဆို့တိုက်ခိုက်လိုက်နဲ့စစ်တပ်အနေနဲ့နေမြေချက်ထွင်နိုင်တာမျိုးမရှိပဲတဖြည်းဖြည်းနေမြေကျင်းလာမဲ့သဘောကိုတွေ့ရပါတယ်။ဒီရက်ပိုင်းထွက်လာတဲ့သတင်းတွေအရစစ်တပ်ကတရုတ်ကူညီနဲ့မျိုးလေးမျိုးကိုပြန်တောင်းနေဆိုတဲ့သတင်းတွေထွက်လာပေမဲ့တရုတ်ဘက်ကအကျိုးစီးပွားတွေရှိနေတဲ့ကြောက်ဖြူမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတာကိုတွေ့ရပါတယ်လို့ CDM ဘုံမူဆွေတော်ကသတင်းဌာနကိုပြောပါတယ်။အာနာသိန်းစစ်တပ်ဘက်ကအင်အား200ကျော်ခန့်ပါတဲ့စစ်ကြောင်းနဲ့ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီးချောင်းဝါနဲ့တိုင်းချောင်းကျေးရွာပတ်ဝန်းကျင်နေရာတွေမှာနိုဝင်ဘာလ10ရက်နဲ့9ရက်နေ့တွေမှာတိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်ဘက်ကရေချောင်းကရောလေချောင်းကပါပြစ်ကူပြီးတိုက်ခိုက်ခဲ့ပေမဲ့ AA ရဲ့တိုက်ခိုက်မှုကြောင့်စစ်တပ်စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိပြိုကွဲပြီးနောက်ပြန်ဆုတ်သွားတာလည်းဖြစ်ပါတယ်။တိုင်းချောင်းရွာဘက်မှာစစ်ကြောင်းပြတ်သွားပြီးချောင်းဝကျေးရွာဘက်ကိုစစ်ကြောင်းဆုတ်ခွာစဉ် AA ကလိုက်လံတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမန္တလေး PDF ရဲ့စိုးမိုးနေမြေတွေမှာတိုက်ပွဲတွေပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားဖို့မန္တလေး PDF သတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF ရဲ့စိုးမိုးနေမြေတွေဖြစ်တဲ့မရယာစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ဒီကနေ့နိုဝင်ဘာ10ရက်မှာထုတ်ပြန်ထားပါတယ်။အာဏာသိမ်းစစ်ကောင်စီဟာ2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီတို့မှာတရားမဝင်တူရောင်ရွေးကောက်ပွဲကိုအာဏာပြုလုပ်ဖို့ဆောင်ရွက်နေပြီးအဲဒီကာလမတိုင်မီမှာတာလွန်အင်အားများစွာအသုံးပြုပြီးတော်လှန်ရေးတပ်ဖွဲ့များရဲ့ထိန်းချုပ်စိုးမိုးနေမြေတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမန္တလေး PDF ကအသိပေးပါတယ်။မန္တလေး PDF ရဲ့လှုပ်ရှားစိုးမိုးရနေမြေတွေဖြစ်တဲ့မရယာစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာလည်းအာဏာသိမ်းစစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ဖို့ရထားတဲ့မြို့နယ်တွေစရင်မှာပါဝင်နေတယ်လို့မန္တလေး PDF ကထပ်မံအသိပေးပါတယ်။အခုအခါမရယာစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာတနေ့ထက်တနေ့စစ်ရေးတိုက်ပွဲတွေပုံမပြင်းထန်လာကအဲ့ဒီဒေသတွင်းနေပြည်သူတို့အနေနဲ့တိုက်ပွဲတွေကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံများလှုပ်ဆောင်ထားဖို့မန္တလေး PDF ကမြစ်တာရက်ခံတိုက်တွန်းပါတယ်။မန္တလေး PDF ဟာအာဏာသိမ်းစစ်ကောင်စီရဲ့လက်ရှိထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်းပြည်သူတော်လှန်ရေးကြီးရဲ့အဆုံးသက်ပန်းနိုင်ကိုရောက်သည့်အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမယ်လို့မန္တလေး PDF ကအတည်ပြုထားပါတယ်။အာဏာသိမ်းစစ်တပ်ဟာရွေးကောက်ပွဲအတွက်စိုးမိုးနေမြေတွေပြန်လည်ရယူနိုင်ဖို့ထိုးစစ်စင်တာတွေကိုမြေပြန့်နဲ့ချင်းပြည်နယ်ကိုဦးတည်လှုပ်ဆောင်နေကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဆလိုင်းရောမန်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းမှာပြောကြားထားပါတယ်။အထူးသဖြင့်ချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာစစ်အင်အားထောင်ချီအုံပြုထိုးစစ်ဆင်နေတာဖြစ်ကြောင်းအတည်ပြုပါတယ်။စစ်ကောင်စီဟာရှမ်းမြောက်မှာအပြစ်ရက်စဲရေးဖော်ဆောင်ပြီးနောက်မြေပြန့်နဲ့ချင်းပြည်နယ်ကိုထိုးစစ်အရှိန်မြင့်လှုပ်ဆောင်ကရခိုင်ကချင်ပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်လေးချောင်းစစ်စင်ရေးအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောကြားထားပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရေးဖောက်ပုံကိုပြန်လည်သိမ်းပိုက်ရန်စစ်ကော်မရှင်ထိုးစစ်ဆင်လျက်ရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကရင်ပြည်နယ်ဖောက်ပုံမြို့နယ်တွင်ရွေးကောက်ပွဲကျင်းပရန်အတွက်စစ်ကော်မရှင်တပ်သည်ကမာမောင်မြို့ဘက်မှတက်စဉ်ကမာမောင်ဖောက်ပုံလမ်းကြောင်းအတိုင်းစစ်ကြောင်းထိုးလျက်ရှိကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။တိုက်ပွဲတွေကတော့ချက်ဖြစ်တယ်။အခုကတော့ဝါဒုအထက်နာဝါသိုးခိုအောက်မှာပဲရှိတုံးမေသူတို့တိတ်ပြီးတော့မတက်နိုင်သေးဘူးကက်တိုင်တိရောက်ဖို့တောင်တော်တော်လေးအလန့်ဝေးသေးတယ်ဖာပွန်ဆိုရင်တော့အဝေးကြီးပဲဟု KNU တပ်မဟာငါပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးစောကလေးတို့ကပြောပါတယ်လက်ရှိတွင်စစ်ကော်မရှင်တပ်ကရင်နယ်ကြားဆောင်တန်း PGF နဲ့ဗိုလ်ဘီဦးဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့တို့ပါဝင်သည့်ပူးပေါင်းစစ်ကြောင်းသည်ဖာပွန်ကမာမောင်လမ်းပေါ်ရှိဒူးဝါရွာနှင့်ဝါသိုးခိုရွာအကြားသို့ရောက်ရှိနေပြီးဝါဒူးရွာအထက်ပိုင်းတွင်အထိုင်ချတပ်ပြင်နေသည်ဟုသိရပါသည်မြေပြင်အင်အားရာနှင့်ချီတာမကလေးချောင်းမှထုံစစ်သုံးလေရင်များဖြင့်ပုံကျဲခြင်းကမာမောင်ရှိတပ်စခန်းများမှလက်နက်ကြီးပစ်ကူပေးခြင်းတို့ဖြင့်ဖာပုံကိုဦးတီလာသည့်စစ်ကော်မရှင်၏ထိုးစစ်သည်2025ခုနှစ်စက်တင်ဘာလဆန်းပိုင်းကတည်းကပြန်လည်စတင်ခဲ့ပါသည်ဝါဒူးဝါသိုးခိုမှတက်ဆင့်17မိုင်ကျော်ကမာမောင်ဖာပွန်လမ်းကြောင်းအတိုင်းထက်တက်မှသာစစ်ကော်မရှင်တပ်ပူးပေါင်းစစ်ကြောင်းသည်၎င်းတို့ပြန်လည်နေရာယူအထိုင်ချထားသည့်ကတိုင်တိစခန်းသို့ရောက်မည်ဖြစ်ပါသည်ကတိုင်တိစခန်းကို KNL ပူးပေါင်းတပ်များက2025ခုနှစ်ဇန်နဝါရီလ23ရက်နေ့ကတိုက်ခိုက်သိမ်းယူခဲ့တော်လဲစစ်ကော်မရှင်က
မြေပြင်ထိုးစစ်လေကြောင်းပစ်ကူများဖြင့်2025ခုဇွန်လ9ရက်နေ့တွင်ပြန်လည်သိမ်းယူသွားပြီးလက်ရှိအထိုင်ချထားတဲ့ကတိုင်တိသည်ဖာပွန်မြို့နှင့်36မိုင်ခန့်ကမာမောင်မြို့နှင့်22မိုင်ခန့်ကွာဝေးပြီးလမ်းကြောင်းတစ်ဖြောင်တဲ့ပေါ်တွင်ရှိနေသည့်ရွာကြီးတစ်ရွာဖြစ်ပါတယ်။ကမာမောင်နှင့်ဖာပွန်အကြားအလေတွင်ရှိသည်ဟုလည်းဆိုနိုင်ပါတယ်။ဖာပွန်မြို့နယ်ဟုဆိုရာတွင်မြို့နယ်အတွင်း၌ဖာပွန်မြို့နှင့်ကမာမောင်မြို့နယ်ခွဲဟု၍မြို့နှမျိုးရှိပါတယ်။ဖာပွန်မြို့ကို KNU, KNLA နှင့် PDF ပူးပေါင်းတပ်များက2024ခုနှစ်မတ်လကုန်ပိုင်းတွင်သိမ်းယူထားပြီးကမာမောင်မြို့တွင်၌မူစစ်ကော်မရှင်တပ်နှင့် BGF, DKBA တပ်များတွာလာလှုပ်ရှားအထိုင်ချထားပါတယ်။ KNLA ပူးပေါင်းတပ်များသည့်ဖာပွန်မြို့အပြင်ဖာပွန်မြို့နယ်တွင်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခလာရ19ခမာရ434စဆန640နှင့်ဖာပွန်ကမာမောင်လမ်းပေါ်ရှိတပ်စခန်း5ခုထပ်မံကိုသိမ်းပိုက်ထားပါတယ်။လက်ရှိဖာပွန်မြို့နယ်အတွင်းစစ်ကော်မရှင်တပ်ကထိန်းချုပ်ထားနိုင်တဲ့နေရာများမှာကမာမောင်ဖာပွန်စစ်ဗျူဟာအခြေချစာဘာခ1ခမာရ340နှင့်341ကတိုင်တိတပ်စခန်းတို့ဖြစ်ပါတယ်။ထို့အနက်ဖာပွန်ဗျူဟာနှင့်အနီးရှိချင်းမြန်တပ်ရင်းများကို KNLA ပူးပေါင်းတပ်များကအချိန်တစ်နှစ်ကြာသည့်အထိမြေပြင်လမ်းကြောင်းများဆက်လက်ပိတ်ဆို့ဖျက်တောက်ထားပါတယ်။စစ်ကော်မရှင်အနေဖြင့်ဖာပွန်မြို့နယ်အတွင်းနေမီအများစုကိုဆုံးရှုံးထားရတော့လေ၎င်းပြုလုပ်မိရွေးကောက်ပွဲအပိုင်းနှင့်ကျင်းပမိမြို့နယ်100ခန့်တွင်ဖာပွန်ကိုထည့်သွင်းဖော်ပြထားပါတယ်။စစ်ကော်မရှင်အနေဖြင့်ဖာပွန်မြို့တွင်ရွေးကောက်ပွဲကျင်းပရန်လုံးဝမဖြစ်နိုင်ကြောင်း KNU တပ်မဟာ9ပြောရေးဆိုခွင့်ရှိသူကသုံးသပ်ပါတယ်။ရွေးကောက်ပွဲကဖာပွန်မြို့နယ်မှာလုံးဝဖြစ်နိုင်မှာမဟုတ်ဘူး။ဖြစ်နိုင်မယ်ဆိုရင်ကမာမောင်နည်းနည်းလောက်ပဲဖြစ်နိုင်မယ်။ကျန်တဲ့နေရာတွေမှာလုံးဝမဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့သူတို့အုပ်ချုပ်ရေးကလုံးဝမရှိတော့ဘူးဟုဒုတိယဗိုလ်မှူးကြီးစောကလေးတို့ကဆက်လက်ပြောပါတယ်။ဖာပွန်မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားချိန်ကစ၍မြို့နေလူထုများဖာပွန်ကမာမောင်လမ်းပေါ်ရှိရွာများမှဒေသခံများမှဘေးလွတ်ရာဒေသများတွင်တိမ်းရှောင်နေကြရပါတယ်။များသောအားဖြင့်ကမာမောင်မြိုင်ကြီးငူဖအံရွှေကုန်းတို့ဘက်တိမ်းရှောင်ကြတော့လေတောင်ရများတောအဆက်များ KNU ထိန်းချုပ်ဒေသများသို့တိမ်းရှောင်နေကြသူများလည်းရှိပါတယ်။ရွှေကောက်ပွဲလုပ်မယ်လို့တော့ကြားတယ်။ဒါပေမဲ့သူတို့မလာရဲလောက်ဘူးဟုကမာမောင်တွင်စစ်ပေးရှောင်နေသည့်ဖာပွန်ဒေသခံအမျိုးသမီးတအုပ်ကပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ9ထိန်းချုပ်နယ်မြေအတွင်းရှိဖာပွန်မြို့နယ်သည် KNU တပ်မဟာအသီးသီးနှင့်သာမကကရင်နီနှင့်ပါထိစပ်နေသည့်မြို့နယ်တစ်ခုဖြစ်ပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။